ဖခင်ပြီးသားတဲ့သူတွေမှာဒီလိုအချက်တွေအမြဲတွေ့ရတဲ့နံပါတ်1ဖခင်ကောင်းတစ်ယောက်ဟာကလေးတွေနဲ့အတူရှိနေဖို့အမြဲကြိုးစားပါတယ်။အလုပ်များနေပေမဲ့လည်းကလေးတွေရဲ့ကြောက်ကိစ္စဝါသနာတငယ်ချင်းကိစ္စတွေကိုစိတ်ပါဝင်စားစွာနားထောင်ပေးတတ်ကြပါတယ်။နံပါတ်2ကလေးကိုချစ်လို့အလိုလိုက်တာမျိုးထက်ကလေးကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်တိကျတဲ့စီကံပေါင်းတွေသတ်မှတ်ပြီးသင်ကြားပေးတတ်ပါတယ်။နံပါတ်3မြစ်တာအပြေးဝပေးကကိုတိလက်ရောက်ပွေဖက်တာစကလုံးနဲ့ချီးမွမ်းပြောဆိုတာမျိုးတွေပြုလုပ်တတ်ကြပါတယ်။နံပါတ်4ကလေးတွေကြာရှုံးတဲ့အခါသို့မဟုတ်အမှားလုပ်မိတဲ့အခါအပြစ်တင်ခြင်းချက်သင်ခန်းစာယူကိုနောက်တစ်ကြိမ်ကြိုးစားဖို့ခွန်အားပေးတတ်ပါတယ်။နံပါတ်5ကလေးတွေရဲ့မိခင်မိမိရဲ့အိမ်တော်ဘက်ကိုအမြဲတမ်းလေးစားစွာချစ်ခင်ဆက်ဆံပါတယ်။ဇနီးတဲ့အပေါ်နူးညံ့ပြီးလေးစားစွာဆက်ဆံတာကိုကလေးတွေမြင်တွေ့ရတဲ့အခါမိမိတို့ရဲ့မိသားစုဘဝဟာလုံခြုံပြီးပျော်ရွှင်စရာကောင်းတယ်လို့ခံစားရစေပါတယ်။ဒီလိုပုံရိပ်ကောင်းကိုမြင်ရခြင်းကကလေးတွေရဲ့အနာဂတ်ဆက်ဆံရေးအတွက်လည်းအကောင်းဆုံးသင်ခန်းစာဖြစ်စေပါတယ်။ဒီအချက်တွေကဖခင်တယောက်အနေနဲ့မိသားစုကိုလုံခြုံမှုချစ်ချင်းမြတ်တာနဲ့မှတ်ကန်တဲ့လမ်းညွှန်မှုတွေပေးနေတာကိုဖော်ပြနေပါတယ်။